အဲ့ဒီချင်းတွေအကြောင်းလဲဖဖို့ပြောမယ်အဲ့ဒီချင်းတွေကလေဟိုကိုလို့ကိုမလုပ်ဘူးချင်းတွေမှာလဲအခုကွဲပြားနေတာတွေအများကြီးရှိတယ်တဲ့လားဘုံတို့ပြည်သူတွေကနိုင်ငံရေးအကြောင်းကိုနှိုက်နှိုက်ချွတ်ချွတ်မသိကြဘူးဗမာနဲ့ချင်းရဲ့ကချင်ကတော်တော်ဆိုးတဲ့တိုင်းရင်းသားလက်နက်ကိုင်တော်တော်ဆိုးတာချင်းမှာလဲအစိမ့်စိမ့်မွားမွားတွေကွဲပြီးအခုအချင်းချင်းပြန်ပြစ်ပြန်တတ်နေကြတယ်ကရင်မှာလဲအစိမ့်စိမ့်မွားမွားတွေကွဲဗမာမှာလဲအစိမ့်စိမ့်မွားမွားတွေကွဲဒါကြောင့်စုပ်ပဲ့တဲ့တိုင်းရင်းသား၃မျိုးပြောပါစို့ချင်းရဲ့ကရင်ရဲ့ဗမာရဲ့အဲ့ဒါစုပ်ပဲ့တဲ့တိုင်းရင်းသား၃မျိုးပဲနော်ဘယ်တော့မှမစီလုံးမငင်းညူဒီလောက်ချင်းပြည်နယ်ကိုမင်းအောင်လှိုင်ဒုက္ခပေးနေတာကိုမင်းအောင်လှိုင်ကိုအရင်မတိုက်ဖဲနဲ့ကိုချင်းချင်းပြန်တတ်ကြတယ်နော်ဒီလောက်ဗမာနိုင်ငံဗမာပြည်သူလူထုကိုမင်းအောင်လှိုင်တက်ပြတ်ကြက်ဖက်နေတာကိုမင်းအောင်လှိုင်ကိုဦးစားပေးမတိုက်ဖဲနဲ့ဗမာချင်းချင်းပြန်ဖက်ဗမာချင်းချင်းပြန်တတ်နေကြတယ်နော်ဟောမှာကရင်ပြည်လဲအတူတူပဲဒါကြောင့်စုပ်ပဲ့တဲ့အောက်တန်းကြတဲ့တိုင်းရင်းသား၃မျိုးပြောလို့ချင်းရဲ့ကရင်ရဲ့ဗမာရဲ့၃မျိုးဘယ်တော့မှလွတ်မြောက်မှာမဟုတ်ဘူးလွတ်မြောက်ဖို့တော်တော်ဝေးမဲ့တိုင်းရင်းသားအဲ့၃မျိုးကအဲကြောင့်နောက်တစ်ချက်မှာဘုံဘုံအဲ့ဒီအကြောင်းတွေကိုဟိုအကြာကြီးပြောမယ်အခုလည်းကြည့်လေချင်းပြည်နယ်ပလက်ဝကိုရခိုင်တပ်တော် A ကတင်ပေးထားတယ်အဲ့ဒါကိုဒီချင်းတွေကဘာဖြစ်ချင်တာလဲမင်းတို့လိုချင်မင်းတို့အသိလေဟုတ်တယ်မလားမင်းတို့လိုချင်မင်းတို့သိနေကိုကြတော့မသိနိုင်မဲနဲ့သိထားတဲ့ကောင်ကိုမင်းတို့ကဘာဖြစ်နေညာဖြစ်တယ်ဆိုတော့ချင်းပြည်နယ်လွတ်မြောက်ဖို့ပဲမင်းတို့အာရုံစိုက်ပါနော် CNF တွေ CNA တွေအဲ့ CNF CNA အစိုးဆုံးပဲ CNF နဲ့ CNA ကချင်းပြည်နယ်မှာအန်ယူဂျီနဲ့ပေါင်းပြီးတော့အာနာကိုလက်ဝကြီးအုပ်နေတာအဲ့ဒီအကြောင်းတွေဘုံဘုံနောက်နေ့မှာပြောမယ်နော် CNF နဲ့ CNA ကဒါချင်းပြည်နယ်ရဲ့အန်ယူဂျီပဲနော်အခုမြန်မာနိုင်ငံမှာအာဏာတွေကိုလူလဲကြပြီးတော့တလုံးတစ်ခဲကြီးယူထားပြီးဘာမှမလုပ်တတ်မကင်တတ်နဲ့နော်ဒစ်လဲနေတဲ့အဖွဲ့ဟာအဲ့ဒါအန်ယူဂျီပဲနော်အာဏာတွေကိုလက်ဝက်ကြီးအုပ်ယူထားပြီးဘာမှမလုပ်တတ်မကင်တတ်ပဲနဲ့ဒစ်လဲနေတာကအန်ယူဂျီအဲ့ဒီချင်းမှာလဲအဲ့လိုပဲအန်ယူဂျီနဲ့ပေါင်းပြီးတော့တဆွေလုံးတစ်မျိုးလုံးအာဏာတွေကိုအပြည့်ယူပြီးတော့ချင်းပြည်နယ်ကိုအခုချိန်ထိလွတ်မြောက်အောင်မလုပ်ပေးနိုင်ဘူးအဲ့ဒါဘာလို့လဲဆိုတော့ CNF နဲ့ CNA ပဲနော် CNF နဲ့ CNA ကအဲ့မှာယာရူးတွေအကုန်လုံးကိုသူတို့ဆွေမျိုးတစုတည်းကပဲယူထားတာလျှမ်းမုံစာခေါင်ဆိုတာအန်ယူဂျီထဲမှာလဲဖက်ဒရယ်ရေးရဝင်ကြီးနော် CNF နဲ့ CNA မှာလဲပဲသူကဒုတိယဥက္ကဋ္ဌဟောသူကခွတ်ချက်ထားတာပြီးတော့အဲ့ဒီ CNF နဲ့ CNA ကတစ်မျိုးလုံးတစ်ရွှေလုံးသူတို့ဆွေမျိုးတွေကြီးပဲယာဒူးအကြီးတွေယူထားတယ်ယူထားပြီးတော့ချင်းပြည်နယ်ကိုသူတို့ပဲအာဏာရှိသလိုဘာလိုနဲ့အာဏာကိုလက်ဝက်ကြီးအုပ်ထားတယ်ဒုတိယအန်ယူဂျီပဲအတူတူပဲနော်ဒါကြောင့်ကိုကချင်းပြည်နယ်ကိုလွတ်မြောက်အောင်မတိုက်နိုင်သေးပဲနဲ့ငါပြည်နယ်ကိုဟိုကောင်ကသိရမယ်ဒီကောင်ကသိရမယ်ငါပြည်နယ်ကိုဘသူကအုပ်ချုပ်ရမယ်အန်ယူဂျီနဲ့အတူတူပဲတပုံစံနဲ့ပဲအခုလည်းကြည့်လေအန်ယူဂျီသူ့ကိုယ်သူအစိုးရဘာမှမလုပ်နိုင်ဘူးပြည်တွင်းမှာလည်းဖြစ်ပြောဘာမှမလုပ်နိုင်ဘူးပြည်ပမှာလည်းဖြစ်မြောက်ဘာမှမလုပ်နိုင်ဘူးနော်တဝေထိုးနေတာနဝေတိန်တောင်နဲ့တဝေထိုးနေတာအဲ့တော့အဲ့ဒီချင်းနဲ့အန်ယူဂျီကအတူတူပဲဒါ CNF နဲ့ CNA ကိုဖုံပြောတာပေါ့နော်ဒါကြောင့်ရခိုင်တပ်တော် A ကပြောတယ်ငါတို့ချင်းပြည်နယ်ကိုသိမ်းထားတာငါတို့ရခိုင်အုပ်ချုပ်ဖို့မဟုတ်ဘူးဒါမင်းအောင်လိုင်းလက်ထက်ကနေငါတို့အခြေအနေအရပထဝီအရဗျာပလက်ဝဟာရခိုင်ပြည်နယ်အတွက်ဝင်ပေါက်ထွက်ပေါက်အနေနဲ့တိတ်အရေးကြီးလို့ငါတို့မဖြစ်မနေခဏသိမ်းထားတာဒါပေမဲ့အဲ့ဒီပလက်ဝကိုတကယ်အုပ်ချုပ်ရေးတွေစတင်ပြီဆိုရင်ပလက်ဝဒေသမှာရှိတဲ့ချင်းလူမျိုးတွေချင်းတိုင်းရင်းသားတွေကိုပဲငါတို့ကအုပ်ချုပ်ရေးတွေစီမံခန့်ခွဲပေးသွားမှာနော်ဒါကြောင့်မင်းတို့ချင်းအစိုးရအနေနဲ့ပဲဖြစ်ဖြစ်ချင်းတော်လိုင်းလက်နက်ကိုင်နေအနေနဲ့ပဲဖြစ်ဖြစ်ချင်းပြည်နယ်လွတ်မြောက်ဖို့ပဲမင်းတို့အာယုံဆိုင်ဒီပလက်ဝကိုလာပြီးတော့မျက်စောင်းထိုးမနေနဲ့အခုကပလက်ဝကိုလာပြီးမျက်စောင်းထိုးတာပါရိုက်မှာအဲ့ကောင်တွေချင်းရကောင်တွေလျှမ်းမုံစာခေါင်တို့လူလဲတွေအဲ့ကောင်တွေလျှမ်းမုံစာခေါင်ကလူလဲအချောင်သမားအဲ့ကောင်နော်
အန်ယူဂျီမှာလည်းဖက်ဒရယ်ရေးရာဝန်ကြီးယူထားတယ်ဘာတစ်ခုမှအလုံးမလုံးနိုင်ဘူးအခုအန်ယူဂျီမှာဖက်ဒရယ်ရေးရာဝန်ကြီးဘာအလုံးလုံးနိုင်လို့လဲပြောစမ်းပါဦး3နှစ်နဲ့တလဘာအလုံးမှမလုံးနိုင်ဘူးနောက် CNF မှာလည်းဘာအလုံးမှမလုံးနိုင်ဘူးအစိုးရတွေကောက်ဖက်ပြီးတော့ဒါကြောင့်အဲ့ကောင်ကအာဏာယူနေတာအချောင်သမားဘာကောင်မှမဟုတ်ဘူးဘာကောင်မှမဟုတ်ဘူးအခုလည်းပဲရခိုင်သိမ်းထားတဲ့ပလောဝကိုတွားပြီးတော့မျက်စောင်းထိုးနေတာလိုချင်မင်းမမေတိုက်လေအခုပလောဝမပြောနဲ့မင်းတို့ထန်တလန်တို့တိုက်ပြီးပြီလားဟာခါတို့တိုက်ပြီးပြီလားခလေးတို့တိုက်ပြီးပြီလားကိုချင်းပြည်နယ်တော်ကိုလွတ်မြောက်အောင်မတိုက်နိုင်သေးပဲနဲ့ဟောအာနာကလိုချင်အုတ်ချုပ်ရေးကလိုချင်တမရကဖြစ်ချင်းဝင်းကြီးချုပ်ကဖြစ်ချင်းတကယ်စောက်ယူတွေကြီးပဲတကယ်စောက်ယူတွေပဲချင်းလဲစောက်ယူဗမာလဲစောက်ယူပဲနော်အေး